ထားနဲ့ပါမနဲ့မနိုင်မပြင်းနဲ့တော့သမီးနော်အဖေပဲနဲ့ဒီနေ့တင်လားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှမထားနဲ့